ကိုရမ်းမင်းကြီးဖရစီရဲ့အော်ဟိမူကြီးစီတောင်းပေးစီတဲ့ကောင်းစင်လေးနဲ့အင်္ဂလာစကားကိုမိတ်ဆွေတွေနဲ့ဝင်ညပေးချင်ပါတယ် Your glory and glory တခါတလေကျွန်တော်ကိုလာပြောကြတာကကိုဒီပြဿနာတွေရှိလို့ကျွန်တော်ဖျားသခင်နဲ့ဆက်ကျင်ပြီးအော်ဟိကိုကြည့်မိပါတယ်ဒါပေမဲ့ဒီလိုအော်ဟိကိုကြည့်ခြင်းကစီတောင်းခြင်းမျိုးဖြစ်တယ်ဆိုတာကိုမိတ်ဆွေတွေသိပါသလားမိတွေကမိဘကိုဆက်ကျင်ပုံကနေခြင်းမှာသူတို့ဒီစိုက်တာကိုခံရနိုင်ဖို့အော်ဟိကိုကြည့်တတ်ကြပါတယ်ဒီနှလုံးသားထဲမှာနာကျင်မှုတချို့ရှိနေလို့ဆန္ဒပြခြင်းစိတ်ပေါက်လာရင်ဒါတခင်စီမှာအော်ဟိကိုကြည့်ပြလိုက်ကဒါတခင်ကအဖေတယောက်ပါသူနားလေတယ်သူကြားတယ်ဒီတော့ဆန္ဒပြတာကိုသူမကြောက်ပါဘူးဒါပေမဲ့လွတ်လပ်စွာစီတောင်းပါဒီတော့ကိုစံဖက်နဲ့တစ်စီတောင်းလေးကိုချင့်ချဲမထားပါနဲ့ဒီတော့ချင်းကအဒီလိုမျိုးစိတ်ကနေအလိုလျောက်ထွက်ပေါ်လာပြီးသူ့ဖေနားလေတဲ့ဆိုတာကိုသူထားတဲ့တာတယောက်ရဲ့ပါစက်ကနေအကုန်လုံးကိုပြောပြလိုက်တာပါဆိုပြီးကိုရမ်းမင်းကြီးဖက်စစ်ကမြင်ကြခဲ့ပါတယ်ဒါကြောင့်နေ့စဉ်ဘဝအဖြစ်ကြုံနေကြကျွန်တော်တို့ကြားသိခဲ့စီမှာအော်ရင်ခွေးစီတောင်းဖို့မနေပါနဲ့ကြားသိခဲ့ဟာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြဲတမ်းတည်ရှိနေပါတယ်။အရာအလုံးကိုသက်ဆိုင်နိုင်တဲ့သာဝရကြားသိခဲ့စီမှာအော်ရင်ခွေးစီတောင်းပြီးနေ့စဉ်နဲ့ညလိုအပ်နေတော့ဘာကိုရယူကြပါစို့ဒီဆောင်ပါကိုပတ်သက်ထားတာ SK ရေးသားပုံကထားတာဖြစ်ပါတယ်။ဒီမှာကတော့အစင်သားဆောင်းရင်းဖြစ်ပါတယ်။ဒီမင်္ဂလာစကားကိုနောက်ဆင်သူအလုံးကိုရရှိစဉ်ရဲ့ကောင်းကြည့်ပေးပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။